Hello ဒီနေ့မှာတော့ကျမကအမဲသားကိုခါတိုင်းလိုအမဲသားအချိုချက်မချက်ပဲနဲ့ချင်းဆက်လေးကျမချက်စားပြခဲ့တယ်ပေါ့နော်ဒီမိုးရသည်နဲ့အရန်လိုက်ဖက်တာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့တိုင်းပဲချက်စားကြည့်ပါအရန်ကိုမှကောင်းပါတယ်ရှင်အရင်ဆုံးကျမကအမဲသားတွေကိုအရသာနဲ့ပါမယ်အမဲသားတွေကိုစားစက်သားမုံနင်းနင်းမုံထည့်ပြီးရင်အားလုံးကိုအရသာလေးနှက်ဆက်သွားအောင်ကျမခဏလောက်ထားပေးထားလိုက်ပါရှင်နေပြီးရောပေါ့နော်ပြီးလို့ရှိရင်ကျမဒီစီတက်ဖို့အတွက်ကြက်သွန်ဖြူကြက်သွန်နီးချင်းရုပ်သီးစိမ်းကိုကျင်းညက်အောင်ထောင်းမလာလို့ရှင်အားလုံးကိုထောင်းပြီးတော့အေးဆိုတာနဲ့ကျမစီစပြီးတော့တက်ပါမယ်ရှင်စီချက်တဲ့အချိန်မှာအကြာကြီးချက်စရာမလိုပါဘူးရှင်ကျမကတော့အမဲသားလေးပို့ပြီးနူးဤသွားအောင်ပေါင်းလေးနဲ့ပဲချက်ခဲ့ပါတယ်ရှင်ကဲစီလေးတွေချက်ပြီးဆိုရင်ကျမတို့အမဲသားထည့်ပါမယ်ရှင်အမဲသားလေးတွေအရသာအားလုံးဝင်သွားအောင်အရင်ဆုံးမှွေပေးလိုက်ပါရှင်ပြီးရင်တော့ကျမကစပယ်လင်းလေးထည့်ပေးလိုက်ပါတယ်ရှင်စပယ်လင်းလေးကိုလည်းထုပြီးတော့ထည့်ပေးလိုက်ပါသေးတယ်ပြီးရင်ဒီအမဲသားလေးရထွက်လာတဲ့အရည်လေးတွေခြောက်သွားအောင်အရင်ဆုံးအဖုံးလေးအုပ်ပြီးတော့တဲပေးထားလိုက်ပါမယ်ရှင်အရည်လေးတွေထွက်လာပြီဆိုရင်ခဏလောက်ခြောက်သွားတဲ့အထိတဲပေးရပါမယ်ရှင်ကဲအခုဆိုရင်တော့အမဲသားလေးမှာပါလာတဲ့ရေလေးတွေခြောက်သွားပြီဆိုရင်ကျမတို့ရေလေးထည့်ပြီးတော့တဲထားလိုက်ပါမယ်ရှင်အခုဆိုရင်တော့အမဲသားလေးကစူးပွက်လာပြီဖြစ်တဲ့အတွက်ကျမတို့အခုနာကရေစိမ်ထားတဲ့ကျမတို့ဒီရေစိမ်ထားတဲ့ချင်းစောကားလေးတွေထည့်လိုက်ပါမယ်ရှင်ကဲအခုဆိုရင်တော့အရသာလေးအားလုံးပြည့်စုံသွားပြီဆိုရင်ကျမတို့နောက်ဆုံးမှာရှမ်းနံနံလေးထည့်ပေးလိုက်ပါရှင်အခုဆိုရင်တော့အရသာအရန်ရှိတဲ့အမဲသားချင်းဆက်ဟင်းခွက်ကလေးတစ်ခွက်ရပါပြီရှင်အခုရာသီလေးနဲ့အရန်ကူမှလိုက်ဖက်တဲ့ဟင်းလေးတစ်ခွက်ဖြစ်ပါတယ်ရှင်ကျမတော့ဒီဟင်းလေးနဲ့ပဲထမင်းစားခဲ့တာပေါ့နော်တခြားဟင်းနဲ့တောင်စားစရာမလိုဘူးပေါ့နော်အရန်ကူမှစားလို့ကောင်းပါတယ်ရှင်